Luis Eleven ကိုဘာလို့ပေးပြလဲဆိုတော့တငယ်ချင်းတယောက်ကပေးတာကအဲ့နာမည်ကျွန်တော်အဲ့လိုတချင်းလုံးမယ်ဆိုပြောတဲ့အချိန်မှာတော့ကိုလည်းမဘန်အနေနဲ့မလုပ်နဲ့ပါနော်ဘန်အနေနဲ့မလုပ်ဘဲနဲ့ကျွန်တော်အဲ့ချိန်မှာရှောက်သွားနေတာနော်ရှောက်သွားနေရောက်တဲ့နေရာမှာအဲ့လိုတငယ်ချင်းတွေတွေ့တယ်နော်တွေ့တယ်အဲ့လိုဂီတာသမားတွေလည်းတွေ့တယ်ပြီးကျွန်တော်ရဲ့ပထမဟွာက live ကဟွာပေါ့ပကြီးဆွဲတာကြီးဆွဲနေနဲ့အဲ့လို music သမားတွေနဲ့တွေ့တော့တချင်းရေးပြတယ်ရေးပြရင်လည်းဟိုတချင်းလုံးမယ်ပေါ့တချင်းလုံးမယ်ဆိုတော့တကယ်ချင်းတောက်ကကိုရင်ဒီပထမတော့ Luis Eleven မဟုတ်ဘူးဗျာအမျိုးရှောက်နာမည်တွေရှောက်ကျွန်တော်ရှောက်ပေးပြီးလှုပ်နေတယ်တကယ်ခွေလဲလှုပ်ဖြစ်မလဲဆိုတော့တကယ်ချင်းအဲ့လို Luis is ကိုအိုင်ဇန်နဲ့ပေါင်းပြီးတော့နောက်ကတစ်ခုထဲပေါ့နော်အဲ့မှာကျွန်တော်စဉ်းစားငါအဲ့လိုဗုဒ္ဓဟူးပဲအဲ့တော့စင်ဆိုတဲ့တကောင်ရှိနေတာပဲဆိုတော့ Luis Eleven ဆိုပြီးလုပ်ဖြစ်သွားတာအာယုံကိုရေးပြတာဗျာတကယ်ချင်းတယောက်အိမ်ကိုကျွန်တော်သွားနေနေတာဗျာနေတယ်ဆိုတော့အဲ့လိုသွားလိုက်အိမ်ပြန်လိုက်အဲ့ချိန်ကကျွန်တော်ရန်ကုန်မှာနေတာဗျာရန်ကုန်မှာနေတဲ့ချိန်သူ့ရဲ့အိမ်တော်ဘွေးမှာအဲ့လိုသူကပန်ဟောက်မှာနေပန်ဟောက်မှာအဲ့သူ့အိမ်တော်ဘွေးမှာရန်ကုန်မြစ်ကြီးရှိတယ်ကျွန်တော်တို့တွေကအဲ့လိုညဘက်ဆိုရင်သွားတယ်သူ့အိမ်မှာနေတယ်စကားတွေပြောကြတယ်အကြောင်းအရာတော့မျိုးစုံပဲပေါ့စကားတွေပြောပြီးရင်မနဲ့မိုးလင်းနဲ့နေထွက်တာကိုထိုင်ကြည့်ကြတယ်ထိုင်ကြည့်နေရင်ကျွန်တော်အစာသားတွေရတာဗျထိုင်ကြည့်နေတာအစာသားတွေကိုကျွန်တော်ချရေးရတယ်ပြီးအဲ့ချိန်မှာကျွန်တော်ဂီတာကိုကော့တွေလောက်ပဲတည်တာဗျကောင်းကောင်းမတီးနိုင်ဘူးမတီးတော့ကျွန်တော်ရားလောက်ကော့နေပဲတချင်းရေးကြည့်မယ်ဆိုပြီးတော့ရေးဖြစ်သွားတယ်ရေးဖြစ်တော့အာယုံကပထမဆုံးတချင်းပေါ့ပထမဆုံး Luis Eleven ပထမဆုံးတချင်းပါကျွန်တော်တကယ်ဖြစ်နေတဲ့ကိစ္စတွေကိုပဲဗျာရေးတာများတယ်တကယ်ဖြစ်တော့အဲ့ချိန်ဆိုကျွန်တော်ညဘက်မအိပ်ဘူးရှောက်သွားတယ်ပြီးရင်အဲ့နေကိုထိုင်ကြည့်တယ်မနေ့မိုးလေးနေထွက်တဲ့အောင်ထိုင်ကြည့်တယ်အဲ့ဒီအကြောင်းအရာတွေပဲဗျာကျွန်တော်ဖြစ်နေတဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ချရေးရတာစာသားတွေကရင်းတဲ့ဓာတ်တွေကိုလည်းတချင်းပြန်လုပ်လို့ရတယ်တခုပေါ့နော်ပြန်လုပ်လို့ရတယ်ဆိုပြီးတော့လုပ်ဖြစ်သွားတာဗျာmusic လောက်တာဒီလိုဗျာကျွန်တော်ခီးသွားရင်လည်းလုပ်ဖြစ်တာဗျာခီးသွားရင်တွေ့တဲ့လူတွေနဲ့လုပ်ရင်လုပ်ဖြစ်တာကျွန်တော်အဲ2015လောက်မှာခီးစားထွက်တယ်ခီးစားတော့ဒီရန်ကုန်ကနေစပြီးတော့ထွက်သွားပြီးတော့2016 18မှာအဲ့မှာကျွန်တော်တချင်းတွေတောက်လျှောက်လုပ်တယ်ဒီ Luis Eleven လုံနေတန်းလန်းနေအဲ့မှာတခြားတငယ်ချင်းတွေထက်ရလာတော့ကျွန်တော်ဘန်လုပ်ချင်တယ်ပေါ့နော်အဓိကတော့ကျွန်တော် Luis Eleven ကကျွန်တော်ကိုယ်ပိုင်တစ်ခုပေါ့နော်ကိုယ်ပိုင်တစ်ခုဆိုရင်ကျွန်တော်လုပ်ချင်တဲ့ပုံစံတွေကျွန်တော်ပြောချင်တဲ့ဟာတွေကိုပြောတဲ့ဟာမျိုးပဲအဲ့လိုဘန်တစ်ခုလုပ်ချင်တယ်ဆိုပြီး2019လောက်ကျွန်တော်ဘန်တစ်ခုလုပ်တယ်အဲ့ဘန်နာမည် Pin Nation လို့ခေါ်တယ်ဘန်မာတွေကကျတော့တောင်ကြီးကပါတယ်ပြီးရင်ကျိုင်းတုံကပါတယ်ကလောကပါတယ်အဲ့ဘန်မာတွေနဲ့ကျွန်တော်ပေါင်းပြီးတော့အဲ့ချိန်မှာလည်းသူတို့ကလည်းတောင်ကြီးမှာရောက်နေကြတာနော်တောင်ကြီးမှာရှိနေကြတာတောင်ကြီးမှာအလုပ်တွေလုပ်နေကြတာလုပ်နေကြဆိုကျွန်တော်လည်းစုံပြစ်တယ်စုံပြစ်နဲ့ဘန်ထပ်လုပ်တယ်လုပ်ပြီးတော့ Luis Eleven ကိုအဲ့ချိန်မှာကျွန်တော်ခဏနားလိုက်တယ်နားတယ်ဆိုတော့ကျွန်တော်လုပ်ဖို့အတွက်ကိုဘန်ကိုအရင်အဓိကလုပ်ချင်တာဘန်အဓိကလုပ်ချင်တော့ဘန်ကိုလုပ်ရင်နဲ့3နှစ်လောက်ကြာတဲ့အချိန်မှာဘန်မန်ဘာတွေကလို့တယောက်တစ်နေရာစီပြန်ဖြစ်သွားတယ်ဖြစ်သွားတဲ့ခါကျတော့ကျွန်တော် Luis Eleven ကိုပြန်လုပ်မယ်ဆိုပြီး Luis Eleven ကိုပြန်လုပ်ဖြစ်တာကျွန်တော်2015နေပြီးတော့စထွက်လိုက်တာမြန်မာနိုင်ငံအနှံ့ပဲဗျအနှံ့ကိုတော်တော်များတယ်ဗျမြစ်ကြီးနားရခိုင်ပြီးရင် AR တိုင်းဘက်ပြီးရင်မနိုင်ငံအလဲပိုင်းပေါ့တောက်လျှောက်ကျွန်တော်သွားပြီး2019-18ကျောင်းမှာတောင်ကြီးကိုရောက်သွားတဲ့ချိန်မှာကျွန်တော်ခဏငြိမ်သွားတယ်ဗျာငြိမ်သွားဆိုတော့အဲ့မှာတောင်ကြီးမှာ music လုပ်လို့လည်းကောင်းတယ်ပြီးရင်အဲ့ကလူတွေနဲ့ကျွန်တော်လည်း connection ပြီးတယ်ဗျာအလုပ်လုပ်လို့အဆင်ပြေဆိုပြီးအဲ့မှာကျွန်တော်3နှစ်4နှစ်လောက်တောက်လျှောက်ကြီးနေပြလိုက်တယ်နေပြီးတော့တချင်းတွေတောက်လျှောက်လုပ်ဖြစ်တာပေါ့အဲ့3နှစ်4နှစ်လုံးကျွန်တော်မရောက်ဘူးတဲ့နေရာဆိုလို့အဲ့ဒီမြန်မာနိုင်ငံအောက်ပိုင်းတပိုင်းရယ်ပြီးရင်ဟိုးအထက်ပိုင်းတ
တပိုင်းအဲ့ဟာပဲတော်တော်များများတော့ကျွန်တော်ရှောက်သွားတယ်ဗျာသွားတယ်အဲ့မှာတွေ့တဲ့လူတွေနဲ့အလုပ်လုပ်တယ်အဲ့ကလူတွေနဲ့သူတို့ရဲ့ဒေတာကရှိတဲ့အမှုအသက်လို့ခေါ်မှာသူတို့ရဲ့ယဉ်ကျေးမှုတွေသူတို့ရဲ့ဘာသာစကားတွေအဲ့ဒါကိုကျွန်တော်သင်ယူတယ်လေ့လာတယ်တချင်းတွေရေးတဲ့အခါမှာလည်းအဲ့ဒီဟာတွေပဲပြန်ပါတာပဲအဲ့ဒီကအကြောင်းတွေပဲအဲ့မှာတွေ့ခဲ့တဲ့လူတွေအကြောင်းတွေအဲ့မှာတွေ့ခဲ့တဲ့ယာသီဥအကြောင်းတွေအဲ့မှာတွေ့ခဲ့တဲ့ယဉ်ကျေးမှုတွေပေါ့အဲ့ဒါတွေကိုကျွန်တော်ပြန်ထည့်ရေးပေးတယ်နော်2019-18လောက်မှာအဲ့လိုတောင်ကြီးရောက်နေတဲ့အချိန်ကျွန်တော်တောင်ကြီးကတငယ်ချင်းတွေနဲ့ Luis Elephant ဆိုပြီးလှုပ်တဲ့အချိန်ပေါ့နော်အဲ့မှာ EP လေးတစ်ခုလုပ်တယ်နာမည်လိုက် Luis Elephant ပဲပေးဖြစ်တယ် Luis Elephant ဆိုပြီးတော့ပဲတချင်းလေးပုတ်ဗျာတချင်းလေးပုတ်လုပ်ဖြစ်တယ်လုပ်ဖြစ်ပြီးတော့နောက်ဒီ2024မှာပေါ့2024မှာလာဆိုပြီးတော့ကျွန်တော် Evan အားလုံး73ပုတ်ပါတဲ့Evan တစ်ခုလုပ်ဖြစ်တယ်ပေါ့လာရဲ့တချင်းတွေတော်တော်များများလဲဗျာကျွန်တော်အဲ့လိုနယ်ဒီမှာကျွန်တော်ရှိနေတဲ့အချိန်ရေးထားတဲ့တချင်းတွေများတယ်ဗျာရန်ကုန်ရောက်လာပြီးတော့ရန်ကုန်ခဏလောက်ပြန်လာတော့ရေးပြတဲ့ဟာတွေလည်းပါတယ်တော်တော်များများတော့အဲ့လိုနယ်မှာရေးတဲ့တချင်းတွေပဲဗျာအများဆုံးတော့တောင်ကြီးမှာရေးပြတာများတယ်ဗျာတောင်ကြီးမှာတော်တော်ကြာကြီးကိုကျွန်တော်နေပြသွားတာအဲ့တောင်ကြီးမှာတော်တော်ရေးပြတဲ့တချင်းတွေပါတယ်ပေါ့နော်လာအခွေမှာဆိုရင်ဗျာကျွန်တော်ကအဲ့အချိန်မှာကျွန်တော်ဖြစ်နေတဲ့ခံစားချက်ပဲဗျာပြီးရင်ကျွန်တော်အဲ့အချိန်မှာကျွန်တော်တငယ်ချင်းတွေပါတယ်လည်းအကုန်လုံးထွက်သွားကြတယ်တငယ်ချင်းဆိုတာဒီ music လုပ်တဲ့တငယ်ချင်းတွေပေါ့အရင်ရှိခဲ့တဲ့တငယ်ချင်းတွေအကုန်လုံးနဲ့ကျွန်တော်နဲ့ဝေးသွားပြီးတော့အဲ့သူတို့အကြောင်းတွေဗျာသူတို့အကြောင်းတွေသူတို့ပြန်ခါရကျွန်တော်တွေ့ကျင်တဲ့ဟာတွေပြီးရင်သူတို့နဲ့ကျွန်တော်ရှိခဲ့တဲ့အကြောင်းတွေအားတွေများတယ်ဗျာအာယုံတချင်းကိုကျွန်တော်ဘာလို့ပြန်ထည့်လဲဆိုတော့အာယုံတချင်းကကျွန်တော်တို့ကအမှတ်တရအရန်ဖြစ်တယ်ဗျာအဲ့လိုအချိန်ကိုလည်းကျွန်တော်ပြန်မရတော့ဘူးဆိုတော့ကျွန်တော်သိတယ်ဗျာတဲ့ဆိုကျွန်တော်နေကိုထိုင်ကြည့်နေရတဲ့ကာလမနက်မိုးလင်းလာတဲ့နေကိုထိုင်ကြည့်ရတဲ့ကာလပြန်မရတော့ဘူးဗျာပြီးရင်ညဘက်ထွက်ကြတဲ့ကာလတွေရှိတယ်ဗျာညထွက်ပြီးတော့ကျွန်တော်ညဘက်မှာတညလုံးရှောက်သွားနေတဲ့ကာလဗျာအဲ့ကာလတည်းကျွန်တော်ပြန်မရတော့အဲ့ထဲမှာဒီလာခွေထဲမှာကျွန်တော်အာယုံတချင်းကိုပြန်ထည့်မယ်ပြီးရင်ဒီတချင်းစာသားတွေကိုလည်းကျွန်တော်သဘောကျတယ်ဗျာကြိုက်တော့ okay ဆိုပြီးတော့အဲ့လာခွေရဲ့စာအာယုံတချင်းပဲဗျာကျေမိုးများလည်းပဲ့ကျွေတယ်နေမင်းကြီးလည်းနိုးလာတယ်ငှက်ကလေးများလည်းတေးတဲ့ဆိုညီမိုးလင်းတော့နဲ့အိတ်တော့တိတ်တိုင်းများလည်းမျောလာခဲ့အိတ်တက်တဲ့ငှက်တွေနဲ့မနက်ခင်းလေးလဲစေးအောင်စုံလန်းချဲမိုးလင်းတော့နဲ့အိတ်တော့ွယ်
သားတယောက်ရဲ့လက်တွေနဲ့စခုရဲ့တဲ့ပန်းတွေလဲနေဆိုင်ဖို့အတွက်ခံနေခဲ့ကျွေးမလဲလို့ဝေးပြန်ခဲ့ဟောင်းမတတ်တဲ့သစိမ့်လိုပဲသူယူတယောက်ရဲ့ပြုံးတွေနဲ့ကျင်သားရကိုတစ်ပတ်ပြန်လဲနေဖို့အတွက်နေနှလုံးတွေပြန်မဲွယ်လုံးမေကွယ်ခုနကပြောလို့ပေါ့ကျွန်တော်အဲ့တချင်းရေးတဲ့အချိန်မှာကျွန်တော်ညဘက်တွေမအိပ်ဘူးပြီးရင်အဲ့လိုမနက်နေထွက်တာကိုထိုင်ထိုင်ကြည့်ရယ်အဲ့ချိန်မှာဗျကျွန်တော်တငယ်ချင်းတွေရှိတယ်တငယ်ချင်းတွေရှိတယ်တကယ်ချင်းနေရှိဗျာသူတို့နဲ့အဲ့လိုစကားတွေပြောပြတယ်ပြောပြရင်နဲ့အဲ့လိုကျွန်တော်တွေ့တဲ့အရာပေါ့နော်ကျွန်တော်မြင်လိုက်တဲ့အရာတွေအဲ့ဒါကိုကျွန်တော်ပြန်ရေးတာဗျာပြန်ရေးတာအာယုံတစ်ချင်းမှဆိုလို့ရှိရင်ဗျာကျွန်တော်မိုးလင်းတဲ့အထိကျွန်တော်မအိပ်ဘူးဗျာမအိပ်ပဲနဲ့အဲ့လို6နာရီ9နာရီလောက်ကြာမှကျွန်တော်အိပ်ကြတာအိပ်ပြီးတော့7နာရီ7နာရီလောက်မှထားပြီးတော့မှကိုသွားကြရှင်းနေရတယ်တော့ဟိုမှာအိမ်ပြန်တဲ့လူကလည်းပြန်လို့သွားမယ်ဆိုလည်းအလုပ်သွားကြပါတော့အဲ့လိုနေရအဲ့အချိန်မှာမြင်နေတဲ့အရာတွေပဲဗျာမိုးလင်းတော့မယ်ငါတို့အိတ်ချင်ပြီဗျာတကယ်တော့အိတ်ချင်ပြီဒါပေမဲ့အန်ဒီယူထိုင်ကြည့်တော့အိတ်ချင်ပြီမအိတ်သေးပဲနဲ့မိုးလင်းတော့အိတ်တော့မှမျိုးမိုးလင်းပြီဆိုရင်ငါတို့အိတ်မယ်အဲ့မျိုးအဲ့အကြောင်းပဲဗျာပြောနေနဲ့အဲ့ယူနောက်ဆုံးဟိုဟာသူကပြီးရင်ဗျာ verse တွေပါလေဘာမှမရှိဘူးဗျာတကယ်တော့စာသားပဲဗျာစာသားကိုပဲကော့ထည့်ထားလိုက်တာဗျာဒီပထမပိုင်းနဲ့ဒုတိယပိုင်းမှာတော့ဒီတိုင်းရိုးရိုး formal ပဲဒီမှာကျွန်တော်မြင်ရဖြစ်တဲ့ဟာတွေဒါကကျွန်တော်အပြင်ရဟာတွေဗျာအပြင်မှာဖြစ်နေတာအပြင်မှာဖြစ်နေအဲ့နောက်ဆုံးတတရားအပိုက်ကကြတော့ကျွန်တော်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့အရာတွေဗျာကျွန်တော်စိတ်ထဲမှာဖြစ်နေတဲ့အရာဆိုကျွန်တော်မအိတ်တာကျွန်တော်ရဲ့အမှားမှမဟုတ်တာဗျာကျွန်တော်မအိတ်မပြောလို့မအိတ်ကြရလေကျွန်တော်အမှားမဟုတ်ဗျာအဲ့ဟာပဲဗျာပုံမှန်လူတွေကကြတော့ဗျာညဘက်ဆိုအိတ်တယ်သူတို့ကနေ့လေမနက်မိုးလင်းထားတယ်ထားပြီးတော့လှုပ်ကြတယ်ကျွန်တော်မအိတ်ဘူးမအိတ်ပဲနဲ့ကျွန်တော်ဟိုအဲ့လိုအယူတွေလို့တခြားလူတွေကမြင်နေတာဗျာတခြားလူဆိုတော့ကျွန်တော်နဲ့မတူတဲ့လူတွေပေါ့ကျွန်တော်နဲ့မတူတဲ့လူတွေကဒီကောင်နဲ့အယူတွေလားမသိဘူးညဘက်လည်းမအိတ်ဘူးပြီးညဘက်တွေရှောက်သွားနေကြပေါ့အဲ့မှာကျွန်တော်သူယူကြောက်ရဲ့အပြုံးနေနဲ့ကျင်သားရဖို့တစ်ပတ်ပြန်လဲဆိုတော့ဒီကောင်တွေလိုမျိုးကျွန်တော်အိတ်ကမှာလားငေါမအိတ်နိုင်ဘူးငေါမအိတ်ငေါရှောက်သွားမှာဘာဖြစ်လဲပေါ့နေဖို့အတွက်နဲ့ကျွန်တော်ဇလုံးတွေပြန်မှိတ်ကြတော့အဲ့ဟာနေဖို့အတွက်နဲ့ဇလုံးတွေပြန်မှိတ်ဒီကောင်တွေလိုနေရမယ်ဆိုတော့ငါတို့အိတ်ပြီးဒီတိုင်းပဲပြန်နေအောင်အဲ့တဘောပါနန်းဆိုင်ဖို့အတွက်ခက်နေချိန်မွားလွင်းလို့ငွေပြန်ခဲ့ပါတော့ဟိုပြောရတော့ဟိုပဲဗျာဟိုကြပြာလိုပဲရေးချလိုက်တာကစာသားတွေကိုပထမ2ပိုက်ကတော့ကျွန်တော် reality ဗျာ reality ဆိုဟိုကျွန်တော်တကယ်ဖြစ်နေတဲ့အကြောင်းအရာတတိယပိုက်ကကျွန်တော်တကယ်ဖြစ်နေတဲ့အကြောင်းအရာမဟုတ်ဘူးဗျာဟိုကျွန်တော်စိတ်တွေထဲမှာရှိနေတဲ့ဟာတွေဗျာကျွန်တော်တို့အဲ့အချိန်မှာကျွန်တော်လှုပ်ချင်တဲ့ဟိုလှုပ်ချင်တာမဟုတ်ဗျာဘယ်လိုပြောမလဲတခြားလူတွေနဲ့မကိုက်ဘူးပေါ့နော်တခြားလူတွေကအဲ့လိုညဘက်အိတ်တယ်မနက်ထားတယ်အလုပ်သွားတယ်ရုံသွားတယ်သူတို့ရဲ့နေ့စဉ်ပုံမှန်ဘဝရုပ်ဖြတ်တန်းတယ်ဗျကျွန်တော်အဲ့လိုနေ့စဉ်ပုံမှန်ဘဝဆိုတော့မရှိဘူးဗျအဲ့ချိန်မှာလည်းအိတ်တယ်မအိတ်ဘဲနဲ့အဲ့လိုမနက်မိုးလင်းအဲ့နေကြီးကိုထိုင်ကြည့်ရဗျအဲ့ဒါဟိုတခြားလူတွေအမြင်မှာကျွန်တော်တို့ကောင်တွေကဘယ်လိုလူတွေလဲပေါ့နော်ဟိုဘာလုံးမှလည်းမလုပ်ကြဘူးအဲ့နေကြီးထိုင်ကြည့်တယ်ဘာအဓိပ္ပာယ်မှလည်းမရှိဘူးပေါ့ဟာမုန်းတတ်တဲ့ဇိမ်းတွေသူတယောက်ပြုံးနေနေကြတော့ဗျဟိုကျွန်တော်တို့ဒဇိန်းနေမြင်တဲ့အမြင်ပေါ့အဲ့အမြင်ကိုကျွန်တော်ပြန်ပေါင်းထည့်ထားပြီးတော့နောက်ဆုံးပိတ်ကကြတော့ကျွန်တော်ဒီလိုနေမယ်ဆိုရင်တော့ဒီကောင်တွေလိုပဲနေရမှာပဲသူတို့လိုနေဖို့အတွက်မျိုးလုံးပြန်မိတ်ပြီးအိတ်ကမယ်ပေါ့အဲ့ကြောင်းပါ